အားလုံးပဲမင်္ဂလာပါ Visa Sport Channel မှာကြိုဆိုပါရစေ။ယနေ့ညအတွက် 5 Star ရွေးချယ်မှုဖြစ်စပိန်လာလီဂါပွဲစဉ်နဲ့ ADGO နဲ့ဘယ်လာဂါနိုပွဲစဉ်ကိုသုံးသက်ရွေးချယ်ပေးသွားရမယ်။ ADGO အသင်းကလက်ရှိအမှတ်ပေးစရာအဆင့်3နေရာမှာရပ်တည်နေပြီးဘယ်လာဂါနိုကတော့အဆင့်10မှာရပ်တည်နေပါတယ်။ ADGO နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲသရေကျထားပါတယ်။ပြီးခဲ့တဲ့အပတ်ကလက်စပါးမားအိမ်ကွင်းမှာရှုံးပွဲကြုံထားရပါတယ်။ဘယ်လာဂါနိုကလည်းနောက်ဆုံး5ပွဲမှာ1ပွဲပဲနိုင်ထားပြီး2ပွဲသရေ2ပွဲရှုံးထားပါတယ်။ဘယ်လာဂါနိုအနေနဲ့ယူရိုပါလိဝင်ခွင့်အတွက်မျှော်လင့်ချက်တော့ရှိနေပါသေးတယ်။အဝေးကွင်းကိုသွင်းစွမ်းရည်ရှိသလိုဂိုးလည်းပေးရတတ်ပါတယ်။အိမ်ရှင် ADGO ကတလုံးသရေဂိုးပေါင်းဈေးနှလုံး85ပြားရှုံးကြေးဖွင့်လှစ်ထားပါတယ်။ ADGO အနေနဲ့ချန်ပီယံမဖြစ်နိုင်တော့ပေမဲ့အဆင့်3နေရာအတွက်လက်ကျန်ပွဲတွေကိုတည်တည်ချာချာကစားသွားရပါမယ်။ဒီနေ့ပွဲမှာလည်းကြေးပြော့ရလို့ထင်ရပေမဲ့အနိုင်3မှတ်တော့ယူမှာပါ။ဘယ်လာဂါနိုအနေနဲ့ကလည်းယူရိုပါလိဝင်ခွင့်အတွက်စူးစမ်းမှာမှန်ပေမဲ့ ADGO ကိုတော့အစင်လာရရှင်နိုင်မှာမဟုတ်ပါဘူးဟတ်တူဟတ်တွေ့ဆုံမှုမှာ ADGO က16ကျိန်နိုင်ပြီးတပွဲပဲရှုံးထားပါတယ်။ဒီညမှာလည်း ADGO တို့ကြေးပြော့လေးနဲ့လုတ်ပြသွားမယ်လို့ထင်မိပါတယ်။အိမ်ရှင်နဲ့ပဲရက်တည်ချင်ပါတယ်။